အလုံးမဲ့မင်္ဂလာပါဗျ။နောက်စီစာမဲကြော်လေးတော့လောက်ကြည့်အောင်ဗျ။တဲမထဲမဟုတ်ဗျာ။ဒီအခွန်ဒီရန်လောက်နဲ့အောင်ရင်တော့လေအောင်သွားတာပါပဲ။ဒီလိုပဲပြောရမယ်။ဒါလေးကကျွန်တော်တို့လုံးစုံမှာဆိုလို့ရှိရင်တသိန်းအောင်ပေးရပါမပေးရဘူးဗျအဲ့လိုတော့မပေးရပါဘူးပေါင်းပိုင်းခွန်လေးပါကဲဖြတ်သားလေးကြည့်အောင်ကျွန်တော်တို့ဖြတ်သားတိုင်းလေးဝယ်တာပါတော့အောင်သွားတာလေနော်ပန်းလေးတွေခြောက်သွားတာတစ်ခုပါပဲပန်းလေးတော့မခြောက်ဝင်နဲ့ဒီပန်းကအသက်ဝင်နေတော့ကျွန်တော်လက်ရှိဝယ်တဲ့ဈေးလဲမမီနိုင်ဘူးဗျဈေးတော့တော်တော်ကြီးကိုခုံမအောင်ထောက်ပြီးတော့ကျွန်တော်ရေစုပ်ပြီးဗျတော့ကောင်းနေကြည့်ရပြီဆိုရင်တော့ဘယ်လိုပဲညောသွားတာပဲချင်းချင်းနဲ့စကားပြောဖို့တော့မေ့သွားဒီနားလေးကတော့တကယ်တော့သိထားမိမှာပေါ့ဒီနားရှင်ရတော့ထားကိုပို့ပြီးတော့ပို့ကောင်းသွားတာပေါ့ဒီနားလေးကိုဒီကြောင်လေးလာပြတာပါဗျဟောလိုက်တကယ်ချင်းတော့